Unit 1 ရဲ့ vocabulary and speaking session ကိုမလေ့လာခင်မှာသိထားတဲ့အရာလေးတွေကိုအရင်သိရမယ်ပေါ့နော် Unit 1 မှာက an and article ထည့်နေပါတယ်အဲ့ article ကိုမှတ်အောင်ဘယ်လိုထည့်ရမလဲဆိုတာကိုဒီသင်ခန်းစာသိပြီးမှနားလည်မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီသင်ခန်းစာကိုလေ့လာရမှာဖြစ်တယ်ပထမတစ်ခုကကျတော့ phonics နဲ့ phonetics ပေါ့နော် phonics ကကျတော့ဒီချေကိုကလေးငယ်လေးတွေစာစောစောဖတ်တတ်ဖို့ပြီးတော့ဆရာမရဲ့အကူအညီမလို့ပဲသူတို့ဘာသာသူတို့အတန်ထွက်နိုင်ဖို့ဒါတွေအတွက်သူက phonics ကစီစဉ်ထားတာဖြစ်တယ် phonetics ကကျတော့သူကအခရာသင်္ကေတတွေပါတယ်ပေါ့နော် symbol တွေပါတယ်ဒီအတန်ဆိုရင်ဘယ်လိုထွက်ရမလဲဒါကကျတော့ adult learner တွေအတွက်သူကရည်ရွယ်ထားတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ teacher တို့က phonics ထဲကအကြောင်းအရာလေးတွေကိုပြပြသွားမှာဖြစ်ပါတယ်ပထမဆုံးသိထားတဲ့နာအင်္ဂလိပ်စာမှာ letter နဲ့ sound ဆိုနှစ်မျိုးရှိပေါ့နော် letter ဆိုတာကကြတော့ e တစ်လုံးနဲ့ b တစ်လုံးနဲ့ c တစ်လုံးနဲ့တစ်လုံးချင်းစီကို letter လို့ခေါ်တာပေါ့နော် sound ဆိုတာကကြတော့အတန်ကိုပြောတယ်ပေါ့အတန်ကိုခေါ်တယ်ဥပမာဒီချေတို့ပန်းသီးဆိုပါစို့ပန်းသီးဆိုရင်ပန်းသီးရဲ့အတန်တွေကိုဒီချေတို့ apple လို့ထွက်ကြရတယ်လေ apple လို့ထွက်တယ်ဆိုတာsound နဲ့ထွက်တာပါနာမည်နဲ့ထွက်တာမဟုတ်ပါဘူး A ရဲ့နာမည်ဆိုလို့ရှိရင် A ရဲ့နာမည်က A ဒါဆိုဒီချေက apple လို့မထွက်ဘူးဘာလို့ထွက်လဲ apple ဆိုတော့အဲ့ဆိုတာက A ရဲ့အတန်လေးဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒီချေတို့ကစကားလုံးတစ်လုံးကိုအတန်ထွက်တဲ့အခါမှာသူ့ရဲ့ sound ကိုယူပြီးတော့အတန်ထွက်တဲ့ name letter name ကိုယူပြီးမထွက်ပါဘူး apple လို့မထွက်ဘဲနဲ့ apple B မှာဆိုလဲအဲ့လိုပဲ B ဆိုတာလေးကသူ့ရဲ့ name sound ဆိုလို့ရှင်တော့ b ဒါမျိုးလေးပေါ့နော် C ဆိုရင်ဒါလေးတွေကိုဒီချေက sound တက် letter တက်ခွဲထားပါတယ်ဒါဆိုလို့ရှိရင်ဒီချေက letter name တွေတော့မပြောတော့ letter name ကတည်ပြီးသား A ကနေ Z အထိနဲ့အကုန်လုံးတည်ရပေါ့နော်ဒါadult learner ဖြစ်တဲ့အတွက်သိမယ်လို့ထင်တယ်ဒါဆိုဒီချက်ကို letter sound ကနေစပြီးတင်ပါမယ်ပထမဆုံးစကားလုံးလေးရဲ့သူ့ရဲ့ letter sound က a b k d a g e j k l n a p q r s t a v w x y z ဒါမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့ဒီချေတို့ကဒီဟာတွေဘာလို့သိတဲ့နာလဲဆိုတော့စကားလုံးကိုအတန်ထွက်တဲ့အခါမှာနာမည်နဲ့မထုတ်ဘဲနဲ့အတန်နဲ့ထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုသိထားဖို့လိုပါတယ်နောက်ပြီးတော့အခုဒီစကားလုံးဒီထဲမှာမြင်ရတဲ့အတိုင်းဒီမှာလက်ထားတွေအများကြီးရှိတယ်အဲ့ဒီထဲကမှအနီအောင်ပြတ်ထားတဲ့စကားလုံးတွေကကြတော့ဒီချေတို့ vowel လို့ခေါ်တယ်သူ့ vowel လို့ဘာလို့ခေါ်လဲဆိုမြန်မာလို့ဆိုရင်အတန်နဲ့ထွက်လို့ပါအတန်လေးနဲ့စပါတယ်အဲ့မျိုးရင်ပြန်နှားထောင်ကြည့်ပေါ့ A ရဲ့အတန်က E ရဲ့အတန်က I ရဲ့အတန်က I O ရဲ့အတန်က O U ရဲ့အတန်ဆိုလို့ရှိရင်ဆိုတော့အဲ့ငါးလုံးကအတန်လေးနဲ့စနေတာဖြစ်တယ်ဒါလေးကိုသတိထားပေးရမှာဖြစ်တယ်နောက်တစ်ခုကကြတော့ C နဲ့ K နဲ့ C နဲ့ K နဲ့အတန်အတူတူပါပဲ same sound ဖြစ်ပါတယ် C ရဲ့အတန်က K K ရဲ့အတန်ကလည်း K အဲ့လိုပဲဖြစ်ပါတယ်အဲကြောင့်မို့လို့ဒီချေကဒီဟာလေးကိုအခြေခံသဘောတရားကိုသိထားမယ်ဆိုလို့ရှိရင် an ဖြည့်တဲ့အခါမှာ article ဖြည့်တဲ့အခါမှာလွယ်ကူသွားမှာဖြစ်ပါတယ်နောက်ထပ်ပြီးတော့လေ့လာရမှာကတော့ articles ပါ articles မှာသူကညီမပေါ့နော်ညီမဆိုတာတဲ့မောင်နှမ3ယောက်ရှိတယ်ပေါ့ညီမ2ယောက်နဲ့ကောင်လေး1ယောက်ပါညီမ2ယောက်ဆိုတာက A နဲ့ an နဲ့ကိုပြောတာပါထည့်ရှိတဲ့ကတော့ကောင်လေးပေါ့နော် A နဲ့ an က gender တူတယ်အမျိုးအစားတူတယ်ပေါ့နော် indefinite articles မတိကျတဲ့ articles ကြီးဖြစ်ပါတယ်မတိကျတဲ့အခြေအနေမျိုးတွေမှာဒီချေတို့သုံးရပါတယ်ထည့်ရှိတဲ့ကကြတော့ definite article တိကျတဲ့အခြေအနေတွေမှာသုံးပါတယ်ဒီ lesson မှာဒီနေ့သင်ခန်းစာမှာလေ့လာရမှာက A နဲ့ an ကိုလေ့လာရမှာဖြစ်ပါတယ်ထည့်ရှိတဲ့မပါသေးဘူးပေါ့နော်ဆိုတော့ A နဲ့ an က indefinite article gender တူတယ်ဒါပေမဲ့ဘာတွေကွာခြားလဲပေါ့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်အဲ့တော့ A နဲ့ an မှာဆိုရင်ပထမဦးဆုံး A ကကြတော့ singular nouns beginning with consonants noun တစ်ခုခုရဲ့အစစကားလုံးက consonants ဖြစ်နေမယ်ဆိုရင်ဒီချေတို့က A ကိုသုံးပါတယ်ဥပမာအားဖြင့်
ပထမဆုံးဆိုရင် book book အဲ့ဒီစကားလုံးလေးအဲ့ဒီ words လေးမှာဆိုလို့ရှိရင်အစစကားလုံးလေးက b လေးဖြစ်နေပါတယ် b ဆိုတာခွန်းဆုံးနဲ့ဖြစ်နေပါတယ်ဒီချက်လို့ရှိမှမှတ်ခဲ့တယ် vowels ဆိုတာကငါးလုံး vowels a e i o u a e i o u ရဲ့မှာ b မပါပါဘူးအဲ့တော့ b ဟာ consonants ပါခွန်းဆုံးနဲ့စတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုဒီချက်တို့က a နဲ့သုံးပါတယ် a book နောက်တစ်ခု number 2 phone ဒီနေရာမှာလေ phone ဆိုတဲ့စကားလုံးလေးရဲ့အစဆုံးစကားလုံးလေးအစစကားလုံးလေးကိုပြောတာပေါ့နော်အစစကားလုံးလေးဟာဆိုလို့ရှိရင် p လေးနဲ့စနေပါတယ်ဒါဆိုရင်သူက this is not vowel ပါ vowel မဟုတ်ပါဘူး p ဆိုတာလေးက consonant ပါအဲ့ဒီအတွက်ကြောင့်မလို့ဒီချေတို့က a လေးကိုသုံးပြီးတော့ a phone လို့သုံးရပါမယ်မှတ်ထားရမှာကကိုကစကားလုံးတစ်ခုကိုကြည့်လိုက်လို့အစစကားလုံးက consonant နဲ့စတယ်ဆိုလို့ရှိရင် a လေးကိုထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခု ann singular nouns beginning with vowels ann ကကြတော့စကားလုံးတစ်ခုဟာသူ့ရဲ့အစစလုံးက vowels နဲ့စနေလို့ရှိရင်ဒီချေတို့က ann လေးကိုသုံးပါတယ်ဥပမာအားဖြင့် umbrella မှာသူ့ရဲ့အစစကားလုံးလေးက u ဖြစ်နေပါတယ်ဆိုတော့ a e i o u ရဲ့မှာပါတယ်ပေါ့နော်အဲ့တော့ vowels ပါအဲ့ဒီကြောင့်ဒီချေတို့က ann လေးကိုသုံးပါမယ်ဒီနေရာမှာနောက်ထပ်ပြီးတော့ဖြစ်ပြောချင်တာလေးကဒီချေတို့ a book ကိုထွက်တဲ့အခါမှာဒီ articles ကိုဖိပြီးတော့ a book လို့မထွက်ပါဘူး a book သူ့အတန်ဖွားလေးပဲထွက်မယ်ပေါ့နော်နောက်တစ်ခု an umbrella လို့မထွက်ပါဘူးဖွားလေးနဲ့ထွက်ပါမယ် an umbrella ပထမဆုံးဒါက beginner level ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်အတန်တွေတော့အရင်ပေါ့နော်မပြောင်းခိုင်းကြပါဘူးဖြည်းဖြည်းလေးပေါ့နော် an umbrella မဟုတ်ဘဲနဲ့ an umbrella ဆိုလည်းရပါတယ်တကယ်လို့မှကိုကဆိုရတယ်ဆိုလို့ရှိရင်တော့ an umbrella လို့ပဲထွက်စီချင်ပါတယ်ဒီဘက်ကပုံက beginner စာအုပ်ထဲကပုံဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ထဲက audio လေးကိုဖွင့်ပြပါမယ်နားထောင်ကြည့်ပါ 1.8 What's this in English? 1. A book. 2. A phone. 3. A photo. 4. A bike. 5. A sandwich. 6. A house. 7. A laptop. 8. A bag. 9. A watch. 10. A bus. 11. An apple. 12. An umbrella. ဆိုတော့ဒီနေရာမှာ beginner လေးဖြစ်ပေမဲ့လေကိုကအတန်အတွက်ကိုသိချာထပ်မယ်ဆိုလို့ရှိရင်တော့ an apple ဆိုတာတဲ့ an apple an umbrella ဆိုတာတဲ့ an umbrella အထူးသဖြင့် ann နဲ့သုံးပြီးတော့ထွက်ရတဲ့စကားလုံးလေးဆိုအတန်လေးတွေကပေါင်းသွားတယ်ပေါ့နော် link ဖြစ်သွားပါတယ်တကယ်လို့မှကိုကဒီစာအုပ်ထဲမှာပါတဲ့စကားလုံးတွေမသိတဲ့စကားလုံးတွေပါလို့ရှိရင်မှတ်ထားပေးပါနောက်ပြီးတော့ဒီဗီဒီယိုပြီးသွားတဲ့အခါမှာဒီချက် audio လေးရှိပါတယ်အဲ့ဒီ audio ကိုဖွင့်ပြီးတော့ပြန်နားထောင်ကြည့်ပါ live ထွက်ကြည့်ပါနောက်ထပ်ပြီးတော့ဒါဒီချက်ထပ်ပြီးတော့ဖြည့်ပြောထားတာပေါ့နော်ဒါစာအုပ်ထဲမှာတော့မပါဘူးဒါပေမဲ့ဒါဒီချက်တစ်ခါလေးသင်ပေးလိုက်ချင်လို့ထပ်ပြည့်ထားတဲ့ lesson တစ်ခုပါအဲ့တော့စောနာဒီချက်ပြောခဲ့တယ်ပေါ့နော်စကားလုံးတစ်ခုကို A ထဲတင်လား A နဲ့ထဲတင်လားကြည့်တဲ့အခါမှာစကားလုံးတစ်ခုရဲ့အစစကားလုံးကိုကြည့်အစစကားလုံးက A E I O U နဲ့စရင် A နဲ့ထည့်ရမယ်အစစကားလုံးကခွန်းဆုံးနဲ့စလို့ရှိရင် A ထည့်ရမယ်လို့ပြောရဲပေါ့နော်တကယ်တော့အဲ့ဒီနေရာnoun စကားလုံးတိုင်းမှန်လားဆိုတော့မှန်ပါဘူးတကယ်လို့အဲ့ဒါဆိုရင်ဘယ်လိုမှတ်မလဲပေါ့ပထမဆုံးဒီမှာ university ဆိုတာတက္ကသိုလ်ကိုပြောတာပေါ့နော်ဒီနေရာမှာ u ဆိုတာကဟုတ်တယ် vowels တွေကတလုံးပေါ့နော် u ဒါပေမဲ့သူ့ရဲ့အတန်ကိုနားထောင်ကြည့်ပါ university
you ဆိုပြီးတော့ you အတန်နဲ့ထွက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ဒီချေတို့ကအတန်နဲ့စမနေပါဘူးအဲ့ဒီအတွက်ဒီချေတို့ an နဲ့သုံးလို့မရပါဘူး a သုံးရပါမယ်နောက်တစ်ခု uniform ဆိုတာကဒါကျောင်းဝတ်စုံလေးရတယ်ဒီဝန်ထမ်းတွေပေါ့နော်ရုံးဝန်ထမ်းတွေတူညီဝတ်စုံကိုပြောတာပေါ့နော် uniform မှာလေသူ့ရဲ့အစားစလုံးက you ဟုတ်တယ် you ဆိုတာက vowel ချင်းမှာပါတယ် but သူ့ရဲ့အတန်ကအတန်မဟုတ်နေပါဘူး uniform ဆိုတဲ့အတွက်ကြောင့် teacher တို့ a နဲ့သုံးလို့မရပါဘူး a ပဲသုံးရပါမယ် a uniform a university စသဖြင့်ပေါ့နော်နောက်တစ်ခု European country ဆိုတာကတော့ဥရောပနိုင်ငံကိုပြောတာပေါ့နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်လေ e နဲ့စတာမှန်တယ်ဒါပေမဲ့သူ့ရဲ့အတန်ကိုထွက်မယ်ဆိုရင် European ဆိုတော့အတန်နဲ့စမနေဘူးအဲ့ဒီအတွက်ကြောင့်ဒီချေတို့ a နဲ့သုံးလို့မရပါဘူး a ကိုပဲသုံးရပါမယ်နောက်တစ်ခုဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင် HOUR ဒီနေရာမှာသူ့ရဲ့အစားစကားလုံးကခွန်းစုံနဲ့စပါတယ်ဒါပေမဲ့သူ့ရဲ့အတန်လေးက hour ဆိုတော့ H နဲ့တော့စတယ်ဒါပေမဲ့သူ့ရဲ့အတန်လေးကအတန်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီချေတို့ ANN ကိုသုံးပေးရပါမယ်အဲ့တော့ဒီချေတို့ကစကားလုံးတစ်ခုကိုငါ A ထဲတင်လား ANN ထဲတင်လားစဉ်းစားဆုံးဖြတ်တဲ့အခါမှာရှေ့အစစကားလုံးကိုကြည့်ပြီးတော့ AEIOU နဲ့စတိုင်း ANN သွားရေးလို့မရပါဘူးအဲ့လိုဆိုရင်မှားပါတယ်ဒီချေတို့ကအဲ့ဒီစကားလုံးရဲ့ pronunciation အတန်အတွက်ကိုသိထားရပါမယ်အတန်အတွက်သိထားမှာသူ့ရဲ့အစအတန် beginning sound လေးကအတန်နဲ့စသလားတခြားအတန်နဲ့စသလားဒါမျိုးတွေသိထားမှာ AN နဲ့ထည့်တဲ့အခါမှာမှန်မှာဖြစ်ပါတယ်ဥပမာတကယ်လို့မှဒီချေတို့က HOUR ဆိုတဲ့အတန်ကိုမသိထားဘဲနဲ့H ကခွန်းစိုးနေရင် A သွားရေးမယ်အဲ့လိုဆိုရင်လုံးဝမှားသွားပါပြီအဲ့တော့စကားလုံးတိုင်းရဲ့ pronunciation ကိုသိဖို့လိုအပ်ပါတယ်အဲ့တော့ an hour အဲ့လိုထွက်ရပါမယ်တကယ်လို့မှကိုကအတန်ထွက်တတ်တယ်ဆိုလို့ရှင်တော့ an hour ဒီချေတို့ကအတန်လေး link ဖြစ်သွားတယ်ပေါ့နော် an hour အဲ့လိုထွက်ပါမယ်နောက်တစ်ခု honest ဒီနေ့မှာ honest ဆိုတာယူသားတာပေါ့နော်ယူသားတဲ့လူပေါ့ဆိုတော့ဒီမှာလည်းအဲ့လိုပဲဒီချေတို့ကဒီအတန်ကိုသိမထားဘူး H မြင်နေဟုတ်ပြီ H ကခွန်းစိုးနေမယ်ဟိဆိုပြီးတော့ A သွားရေးလို့မရပါဘူးသူ့ရဲ့အတန်သိထားမှအဆင်ပြေပါမယ် honest အဲ့ဒီအတွက်ကြောင့်မို့ honest အတန်လေးနဲ့စတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ A နဲ့ထည့်ရပါမယ် an honest person တကယ်လို့မကိုကအတန်ထွက်တတ်တယ်ဆိုလို့ရှင်တော့ an honest person ဒီနေရာကဒီချေက beginner level တွေဖြစ်တဲ့အတွက်ကြောင့်မလို့အတန်ဖြစ်သွားတာကိုမရှင်းသေးပါဘူးဒီချေထက်တဲ့လိုမျိုးလိုက်ပြီးတော့ကြိုးစားထပ်စီစမှာတယ် an honest person အဲ့လိုမျိုးလေးထွက်ကြည့်ပါ an hour an honest person အဲ့လိုမျိုးလေးပါနောက်ဆုံးတစ်ခု MBA student MBA ဆိုတာကကြတော့ Master of Business Administration ကိုခေါ်တာပါဒါကပါလေဆိုတော့စီးပွားရေးနဲ့ဒီစီမံခန့်ခွဲမှုပညာကို Master အဆင့်လေ့လာနေတဲ့အကြောင်းသားပေါ့နော်ဒီနေရာမှာ MBA ကိုတော့အရှိကောက်သိစရာမလိုပါဘူး long form သိစရာမလိုဘူးဒါတချေကဒါထက်ပြီးထားတာပေါ့နော် example အနေနဲ့ဆိုတော့ဒီနေရာမှာလေသူ့ရဲ့အတန်ကိုထွက်မယ်ဆို M နဲ့စတာမှန်တယ်ခွန်းစွန်းနေဒါပေမဲ့သူ့ရဲ့အတန်ကဘာလဲဆိုတော့ MBA သူ့ရဲ့ pronunciation က MBA beginning sound ကအတန်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီချေတို့ A ထဲလို့မရပါဘူး AN နဲ့ထည့်ရပါမယ်ဆိုတော့ညီကုန်းချုပ်အနေနဲ့ပြောချင်တာကဒီချေတို့က singular nouns တွေကိုဖြည့်တော့မယ့်အခါမှာသူ့ရဲ့အစစကားလုံးက AEIOU နဲ့စတိုင်း AN နဲ့ရေးလို့မရပါဘူးအစစကားလုံးကခွင်းစိုးနဲ့စတိုင်း A သွားရေးလို့မရပါဘူးဒီချေတို့ဘာသိအောင်လုပ်ရမှာလဲ pronunciation nouns တွေရဲ့ pronunciation ကိုသိထားမှာ A ထဲတင်လား A နဲ့ထဲတင်လားစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုကစကားလုံးတစ်ခုကိုလေ့လာတဲ့အခါမှာသူ့ရဲ့အတန်ကိုပါနားထောင်စီခြင်းပါတယ် teacher ပို့ပေးထားတဲ့ website မှာအတန်တွေပါပါတယ်သူရဲ့ pronunciation တွေပါပါတယ် UK pronunciation US pronunciation ပါပါတယ်သွားနားထောင်ကြည့်ပါကိုမသိတဲ့စကားလုံးလေးဆိုလို့ရှိရင်တော့ပို့ပြီးတော့လေ့လာပါဒီနေ့အတွက်တော့ဒီလောက်ပါပဲ see you next lesson bye bye